ခါမှာကျွန်တော်ပြောချင်တာကတော့လမ်းလျှောက်ရင်းနဲ့ပတ်စံရတဲ့ application ပေါ့နော်လမ်းလျှောက်ရင်းနဲ့ပတ်စံရတဲ့ application သုံးနေတဲ့ညီကိုဆိုလို့ရှိရင်ကျွန်တော်စက်နဲ့ပဲလှုပ်လူနဲ့ပဲတွားဘလိုနီးနဲ့ပဲလှုပ်ပေါ့နော်ဒီလိုနီးနဲ့ပဲတွားမှဆိုလို့ရှိရင်ဘာဒီပြဿနာရှိနိုင်လဲဆိုလို့ရှိရင်ဒီ wall city နဲ့ water ကြတော့ကျွန်တော်တို့ဒါဒီစက်နဲ့လှုပ်မှဆိုပြဿနာမရှိဘူးဝေဘော့ကြတော့ကျွန်တော်တို့ဒါစက်နဲ့ try မဲ့ခါကြလို့ရှိရင်လိုအပ်ထပ်ပို့ပြီး try လို့မရဘူးသူ့ဘက်က allocation တွေဒီတေချာအတိတ်ကြပေါ့နော်တေချာသူ့ဘက်ကတကယ်ပြီးတယ်တကယ်ကတော့တကယ်ပြီးတယ်ကျွန်တော်ဒီဝီဝေါကဆိုရင်ကျွန်တော်ထုတ်နေတာဒေါ်လာ300နီးပါးရှိသွားပြီတကယ်လို့ကျွန်တော်တို့ကစက်နဲ့ try မဲ့တနေရာတည်းကိုပဲဒိုင်ကန် try မဲ့ကိုကလည်းအပြင်သွားတိုင်းဒီဖုန်းနဲ့မယူပါဘူး allocation နဲ့သူပိတ်တယ်ဆိုလို့ရှိရင်သူ့ဘက်ကဒါသူ့ရဲ့စီမင်းစည်းကမ်းနဲ့မညီညွတ်ဆိုပြီးတော့အကောက်ကိုဘန်းနိုင်မျိုးလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့အခုထုတ်အခုရလိုချင်တဲ့ညီကိုဆိုလို့ရှိရင် wall city ကိုသုံးပါ wall city ဆိုလို့ရှိရင်ကျွန်တော်တို့ငွေထုတ်တဲ့ခါကျလို့ရှိရင်အခုထုတ်အခုရတာဖြစ်ပါတယ်နော်ဒီ wall city ရဲ့အားသာချက်ကအခုထုတ်အခုရတယ်ကြံတဲ့ဒီ water နဲ့ reward ကြတော့ဒီ reward ကအကြဆုံးပဲ water ကကျွန်တော်ထုတ်နေတဲ့ခါကျဆို2ရက်အတွင်းရောက်တယ်တချို့ဟာဆိုလို့ရှိရင်3ရက်ထက်အဓိကတော့တစ်ပတ်ပေါ့နော်ပုံမှန်အကြဆုံးကတော့ reward ပဲဖြစ်ပါတယ်နော် reward ကကိုယ့်ဘက်ကနီးလန်းမှန်စနစ်ကြမှန်လို့သူ့ဘက်ကစစ်ဆေးတဲ့ခါကျလို့ရှိရင်အဆင်ပြေမယ်ဆိုရင်ချက်ချင်းဝင်လာတယ်လို့လည်းရှိပါတယ်ကျွန်တော်ကတော့ချက်ချင်းရတာပူတာလည်းရှိတယ်နောက်ကျတာလည်းရှိတယ်တစ်လုံးမတူကြဘူးဒါဆိုလို့ရှိရင်ဒါ water ဆိုတဲ့ application လေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဘာကြောင့် coin 50ဒါ coin 50ပဲရသေးပါတယ်ကျွန်တော်ဒီမှာ lucky box တွေမှာနှိုက်ရသေးဘူးအားလုံးက Android ဆိုရင် coin 69ရတယ်ဘာကြောင့်69ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ VPN ဝယ်သုံးသမားတွေဆိုလို့ရှိရင်တော့အဆင်ပြေတယ် VPN မဝယ်သုံးမဲနဲ့ဒီတိုင်းပဲကြော်ခွပြီးတော့သုံးလာတဲ့ညီကိုဆိုလို့ရှိရင်တော့ဒီ water application ကဆိုလို့ရှိရင်ကျွန်တော် coin မြန်မာနိုင်ငံမှာဆိုရင် coin 30ထက်ကိုဘယ်လိုမှပို့မရပါဘူးဒါကြောင့်မို့လို့ဒါ VPN ဝယ်သုံးသမားတွေဆိုတော့အဆင်ပြေတယ်သူကနိုင်ငံကူးရတဲ့အတွက်ကိုအဆင်ပြေတယ်တကယ်လို့ဒီ vivo နဲ့ water ဒီ wall city ထဲမှာဆိုရင်အဓိကတော့ကျွန်တော်ပြောချင်တာကတော့ wall city ကိုသုံးမယ်ဆိုလို့ရှိရင်အခုထုတ်အခုရမှလိုချင်တယ်ဆိုလို့ရှိရင် wall city ပါသုံးနော်အဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ် wall city ကအခုထုတ်အခုရတာမျိုးဖြစ်လို့အဲ့ဒါကိုပဲကျွန်တော်တိုက်တွန်းချင်ပါတယ်အကုန်လုံးကတော့ဖုန်းတစ်လုံးထဲမှာအကုန်လုံးထည့်ထားရင်ပို့အဆင်ပြေတယ်ပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေ